သူ့ရဲ့မွေးနေ့ပေါ့နော်သူ့ရဲ့မွေးနေ့ဆိုတော့ဒါကျွန်တော်သူ့အတွက်သူ့မွေးနေ့အတွက်ကျွန်တော်ရေးထားတဲ့တခြင်းလေးပေါ့နော်လက်ဆောင်ပေးပါပေါ့ဒီမှာဆက်ပြီးရကျွန်တော်သူ့ရဲ့မွေးနေ့အတွက်ရေးထားတဲ့တခြင်းလေးပေါ့နော်အားလေးကိုကျွန်တော်ဆိုပြအောင်ဖြစ်ပါတယ်ကျွန်တော်နဲ့တူနားဆင်ပေးပါခင်ဗျာပေါက်တကယ်ရတယ်မို့လို့ပါ30ကျော်မှရည်စားလေးတောင်ရပါတယ်ဗျာကြီးမဝတ်တဲ့ပေါက်တဲ့ဆိုလားသူဟာကျွန်တော်တဲ့စင်နေလောက်ငယ်တာတိတ်ချစ်တာပေါ့ဘလို့လဲပဲလိုက်တာပေါ့သူကျွန်တော်တဲ့ငယ်လို့ဘလို့လဲလိုက်ပေးလာသူမို့စိတ်ချနိုင်မှုပေါ့ကျွန်တော်ရမ်းမချစ်နေလို့စိတ်မချခြင်းများစွာနဲ့ကျွန်တော်မင်းနဲ့တွေ့တဲ့နောက်မှာရင်ခုန်တန်တွေဟာကာယညီတဲ့ချစ်ရဲ့မင်းစိတ်ကောင်းတဲ့ပြောင်းမိမချစ်လိုက်ပါနဲ့ရင်ကုန်တန်တွေရက်တန်သွားမှဆိုတဲ့30ကျော်မှရှိစားလေးတယောက်ရကြီးမဝတ်တဲ့ပေါက်တဲ့ဆိုလားသူဟာကျွန်တော်တက်စင်